ခံသွဲကိုဘာလို့ယူတာလဲတဲ့ဆရာဝန်ဖြစ်ချင်လို့ဆိုလက်ခံပါရဲ့ဒါပေမဲ့တိတ်ပံတွဲယူပြီးအမကဟိုမမီဒီမမီနဲ့ကြောင်းပြီးလို့တက္ကသိုလ်ရောက်တော့ပထဝီသမိုင်းနဲ့ပွဲရသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်မအေးအောင်ကြီးဆိုကိုဝိဇာကိုမမများဘက်ကနေပြန်လဲချိတ်ပသွားမှာကတော့မလာမင်းငယ်ဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ယနေ့မြန်မာစာနှုတ်မှုစွမ်းရည်ပြိုင်ပွဲခမ်းနားသို့တက်ရောက်ချင်းမြင့်ပေးပါသောမေတန်းနုကဲ့သို့ရိုးရှင်းသောလပိုင်ရှင်ဆရာမကြီးဒေါ်ခင်မေတန်းကျောင်းတည်ထောင်သူနှလုံးလပိုင်ရှင်ဆရာကြီးဦးစရာမင်းနှင့်တကွအောင်မြင်မှုပန်းတိုင်စီသို့ဆက်လီကားတစ်ဖွဲသွန်းပို့ပေးလျက်ရှိသောကျေးဇူးရှင်ဆရာဆရာမများကျွန်ုပ်တို့ကိုကောင်းကင်နှင့်မြေကြီးကဲ့သို့တိကျမှန်ကန်စွာပိုင်းခြားကဲ့ဖြတ်သွားမယ်အမှတ်ပေးတိုင်လူကြီးမင်းများဘဝဤလီကတိများကိုခွန်အားမလို့ညာနာပညာဖြင့်တဆင့်ချင်းတက်လဲနေကြသောကျောင်းသားကျောင်းသူများဖိတ်ကြားထားသောဧည့်သည်တို့များနှင့်ပရိသတ်များအားလုံးကိုနှလုံးသားယတနာကိုစီဖြင့်အပြုံးတော်စင်အောင်ပွဲဝင်နိုင်ကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်ကျမကတော့တောင်ထိတ်ကြာပွင့်အနောက်ရက်ကနေမထွက်နိုင်ရင်တော့ပညာလင်းရောက်ဖြင့်လမ်းပြပေးမဲ့ပညာပန်းကိုပိုင်ထက်တန်းကြောင့်ဧကတတ္တမရန်တွင်ပညာအုပ်ဆောင်ခေါင်းဆောင်ထားပြီးယတနာတို့သခင်ကြောက်စိမ့်မြေဖားကန့်နယ်မှာမွေးထုတ်ပေးလိုက်တဲ့အော်ရာမီယက်တောက်ဆရာမလို့ပဲအမြဲနှုတ်ပြလန်းဆန်းနေတဲ့လသွေးကြွယ်တဲ့ကျမလမင်းငယ်ပဲဖြစ်ပါတယ်ရှင်ယနေ့ကျမကတော့သိပ္ပံပညာသည်ဝိဇ္ဇာပညာချက်လူလောကကိုပို၍အကျိုးပြုသည်ဟုသောအဆိုကိုအမှန်တရားလက်ကင်ထား၍ခရီးသိသွင်းကြကန့်ကွက်ခြေပသွားမှာပဲဖြစ်ပါတယ်ရှင်သိပ္ပံပညာဆိုတာခွန်အားကြီးတဲ့စင်ရိုင်းတစ်ကောင်နဲ့တူပြီးဝိဇ္ဇာပညာဆိုတာကတော့အဲ့ဒီစင်ရိုင်းကိုထိမ့်ချုပ်ပေးရတဲ့ချွန်းနဲ့တူတယ်လို့တင်စားခေါ်ဝေကြပါတယ်အဲ့ဒီလိုပါပဲဝိဇ္ဇာပညာရှင်တွေကမရှိရင်သိပ္ပံပညာရှင်တွေဟာကြက်ဥအစရှာတယ်လို့ဖြစ်နေမှာမလွဲအိတ်ကံပါပဲရှင်ရှေဝေးမကြည့်ပါနဲ့ကျမတို့ယခုရှူရှိုက်နေတဲ့အောက်ဆီဂျင်ကိုဘယ်ကထုတ်ပေးတာလဲတေချာပေါက်တဘာဝရဲ့အရင်အမြင့်တစ်ခုဖြစ်တဲ့တစ်ပင်တွေကပဲထုတ်လုပ်ပေးတာပေါ့အဲ့ဒီတစ်ပင်တွေဖြစ်လာဖို့အတွက်ကျမတို့ရဲ့ပထဝီမြေကြီးကိုပြုတ်ပြင်ပြောင်းလဲထိမ့်သိမ်းပေးကြရပါတယ်ဒါပေမဲ့ကျမတို့ယခုစားတောက်နေတဲ့အစားတောက်တွေကိုသိပ္ပံပညာရှင်တွေကဓာတုပစ္စည်းတွေနဲ့ချင်းတူးမူးရင်ပြီးရောဆိုတဲ့အတိုင်းစီးတဆက်နဲ့ပတ်သက်ခတ်ရေးချင်ကြပါတယ်အဲ့ဒီခမီကယ်ဓာတ်တွေကြောင့်အမြည်တက်မရတဲ့ယောဂတစ်တွေတိုးလာကြပါတယ်ဒါဟာတက်ရှိလူသားတွေကိုအနုနီးနဲ့တက်နေတာနဲ့အတူတူပါပဲကဘာကြီးခင်မီတိုးတက်နေတာဟာသိပ္ပံပညာကြောင့်ဆိုရင်ယခုကဘာကြီးပြည့်စည်နေတာဟာလဲသိပ္ပံပညာကြောင့်ရှင်နောက်ပြီးအစိုးဆုံးအနေနဲ့ကျမတို့ပထဝီမြေကြီးကနေထုတ်ပေးလိုက်တဲ့တဘာဝဓာတ်ငွေနဲ့အနု